ခရီးသွားတိုင်းမူးဝေပြီးပြုတ်အံနေလို့ပျော်စရာတွေပျောက်ဆုံးနေပြီလားမိုးရှင်းစစ်စနစ်လို့ခေါ်တဲ့မူးဝေပြုတ်အံခြင်းဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့နားအတွင်းရဲ့ဟန်ချက်ထိန်စနစ်ကအုံနောက်စီကိုမှားယွင်းတဲ့အချက်ပြမှုတွေပို့လွှတ်နေလို့ပဲဖြစ်ပါတယ်ဒီနေ့မှာတော့စီနာရီဇင် 25mg ပါဝင်တဲ့ပါတီနေဆိုတဲ့ဆေးလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ပါတီနေဆိုတဲ့ဆေးပြားလေးကမိုးရှင်းစစ်စနစ်ကိုတိုက်ထုတ်ရမှာထိရောက်တဲ့ဆေးကောင်းတစ်လက်ပါပဲသူကဘလို့အလုံးလုံးတလဲဆိုရင်နားအတွင်းပိုင်းမှာရှိတဲ့လှုပ်ရှားမှုအာရုံငယ်ဆဲတွေကိုလွန်ကဲစွာတုံ့ပြန်မှုမဖြစ်စေဖို့ထိထုတ်ပေးပြီးတော့မူးဝေခြင်းကိုချော့ချပေးပါတယ်။ဒါအပြင်အုံနောက်မှာရှိတဲ့ပြုတ်အံခြင်းကိုဖြစ်စေနိုင်တဲ့နေရာတွေကိုပါပိတ်ဆို့ပေးတာကြောင့်ခံစားနေရတဲ့ပြုတ်အံစိတ်ကိုပါတိတိတတ်တာစေပါတယ်။ဘလို့တောက်သုံးရမလဲဆိုရင်တော့ဆေးကိုခရီးမစခင်2နာရီလိုလောက်မှာကြိုတင်တောက်သုံးပေးပါကအာနိသင်ကိုအပြည့်အဝရရှိနိုင်မှာဖြစ်ပါတယ်။ကိုဝင်ဆောင်နိုးတိုင်းမိခင်နဲ့ကလေးငယ်တွေကတော့ဆရာဝန်ညွှန်ကြားချက်အတိုင်းပဲတောက်သုံးသင့်ပါတယ်။ဘေးထွက်ဆိုးချိုးအနေနဲ့ကတော့အိမ်ငိုက်တာ၊ခေါင်းကိုက်တာ၊အာကောင်လျှောက်တာ၊မျက်စိပြာတာနဲ့ဝမ်းလျှောတာတွေဖြစ်နိုင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။